Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayata Sayadukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Wasena Hotumi Sayamigalam Arabhayata Sayadukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagan Dukharandrana Panamami Zinam Edina Disa Wasena Hotumi Sayamigalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mudhaito Araham Sakwaya Yadi Dana Magamu Kilida Agudu Nijiro Gule Kuludoma Mubetado Araham Wadana Nidagwataya Kilida Rumaki Wizijiro Mubetado Bayada Sayadwiyam Piyadu Wadada Omino Mubetado Dukada Gaundo the Gago Suro Mudadado, Dukada Gaundo Nibando Leve Juadwaro Mudadado Amidam Manashado, Gono Bonele, Pisono Mubetado Vidyayaga Sajido Kilida Muniji Maki Wido Mubetado Lali Dayajido Chadwebi Gumyu Sambe Tidido Mubetado Adulam Dila County Tamatini Jivitinya Longeta Yui Yaila Naindu Adula Lesido Mubetado Serenam Nebayo Jong Jingoni Pisono Mubetado Tibu Badama Bavaduma Bonduma Dunai Kilida Pumiro Goji Zira Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Badilo Biaswano Munaidado Dukharam Lujana Najana Devan Chandarugo Piro Mudadado Tarana Luna Naga the Javyama Tadawa Vini Miabu Jiroi Atago Vayase Igam Judo Mubitado Zinam Litizaba Kangola Ganga de Chatapi Namazwayami Opjasi Amina Mudobaya Shankurom Yajigo Aha Bayadvirodi Panama mi yudi miano manyojo yue gogro badi myaswabaya Mayam bayar vido marudi Panama ma yudi miano manyojo yue gogro jabagongi myaswabaya Edina Disamusina, Idonoda Bodo Latapin, Homas was Soyane was in this Azagajam. Edina Disamusina, Idobayashin, Goromia Jivi, Arambai and Asia, Sajido Gunoruni, Yezono Mubabe, Lumangas was Soyane was in this Azagajam. Me Junua Magam, Junodua. Zayamigalam Navya Dwimbi Biyan Sivi Luisana Udamyadi Piwa Sonswa Sando Tatu Auya Amu Aung Jong Yudi Aung Suyerana Aung Jinji Mingalati Hodu Moja Madwi Piba Zidaji Payadvi Dodi Dandara Masa Yui Yani Dai Aung
ကုန်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စုံမိုး၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယူသည်မြတ်တို့လက်စုံမိုး၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်တို့လက်စုံမိုး၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြည့်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်စုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ထ
မင်းတလုံးဤဓမ္မုစသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့ဘူးသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့မညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား